စားတောက်ပွဲခန်းမကနေလိုက်လာတဲ့ဘေးကလူတွေကတော့ဒါကိုချက်ချင်းပဲရိပ်မိသွားကြပါတယ်။ဒီမြင်ကွင်းကိုကြည့်ရတာနှစ်ဦးသဘောတူဖောက်ပြန်တာဒါမှမဟုတ်တယောက်ယောက်ရဲ့အဓမ္မပြုကျင့်တာကိုခံလိုက်ရတာပဲဖြစ်ရမယ်။ဖေဖေလျိုကတော့အခြေအနေကိုချက်ချင်းတုံ့ပြန်ပြီးမျက်နှာပြက်ပြက်နဲ့လူအုပ်ကြီးကိုတောင်းပန်လိုက်ပါတယ်။ကျွန်တော်တို့အိမ်မှာအရေးပေါ်ကိစ္စလေးတစ်ခုရှိနေလို့ဖြေရှင်းဖို့လိုအပ်နေပါတယ်။အားလုံးပဲညစ်စာစားဖို့အတွက်ခန်းမဆောင်ကြီးစီကိုကြော်လန်းပေးကြပါဦး။ကျေးဇူးတင်ပါတယ်။ဖန်ဖန်လျှောက်ကြည့်ဧည့်သည်တွေကိုကူညီပြီးအိတ်ခံပေးလိုက်ကြဦးနော်ဟုတ်ပြီလား။မေမေလျိုရဲ့ရင်ခွင်ထဲမှာငိုနေတဲ့လျိုဖူချီကတော့တကိုယ်လုံးတုန်ရီနေပါတယ်။သူကကျွန်တော်အကိုနဲ့ကျွန်တော်ကိုမယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့တယ်။မင်းတို့နှစ်ယောက်ဒီမှာဘာလုပ်နေတာလဲ။ဒါမဖြစ်နိုင်တာ။မေမေနဲ့ဖေဖေလျိုကဒါကိုမြင်လိုက်ရတော့သူတို့မျက်လုံးထဲကအေးဆက်မှုတွေကပိုပြီးနှက်ဆိုင်လာပါတယ်။အရင်ကတော့ကျွန်တော်နဲ့အကိုပြောပြတာတွေကိုသူတို့လုံးဝမယုံကြည်ခဲ့ကြဘူး။ဒါပေမဲ့အခုတော့သူတို့80%လောက်ယုံကြည်သွားကြပြီးယိုဖူချီနဲ့ယိုယူရန်တို့ဘလို့လက်ကွက်တွေတုံးနေလဲဆိုတာသူတို့မသိသေးပေမဲ့ပေါ့။ဒါပေမဲ့သူ့ကိုအခုလိုမြင်နေရတဲ့အချိန်မှာသူ့ကိုလောင်ပြောင်ဖို့အကောင်းဆုံးအခွင့်အရေးကိုကျွန်တော်ဘလို့လို့လက်လွတ်ခံနိုင်မှာလဲ။ကျွန်တော်ကထိတ်လန့်သွားဟန်ဆောင်ပြီးငိုတံပါကြီးနဲ့ပြောလိုက်ပါတယ်။အကိုဖန်ဖန်နဲ့ကျွန်တော်ခုနကပြန်ပေးဆွဲခံရမလို့ဖြစ်သွားတာ။ကျွန်တော်တို့လွတ်လာပြီးမှအကိုနဲ့အမပြောင်းနေတာကိုသိလိုက်ရတာ။အမဘယ်မှာလဲ။သူ့ကိုလည်းတခုခုဖြစ်သွားတာလား။ဒီစကားနှစ်ခွန်းကတော့လူတိုင်းကိုကိုးလုံကြုံရေးအတွက်ချက်ချင်းထိတ်လန့်သွားစေပါတယ်။ဒီမိသားစုရဲ့တခြားသားနှစ်ယောက်လည်းမတော်တဆမှုဖြစ်လို့နီးပါးဖြစ်ခဲ့တယ်။ပြီးတော့သူတို့သမီးကလည်းပျောက်ဆုံးနေတုံးပဲ။ဒီနေ့စားတောက်ပွဲမှာရာဇဝတ်ကောင်တွေရှိနေတာလား။အားလုံးသတိထားကြနော်။ရဲကိုဖုံးဆက်ကြမြန်ရဲကိုဖုံးဆက်။လျိုဖူချီရဲ့မျက်နှာကတော့ချက်ချင်းပဲစက်ကူဖြူလို့ဖြူဖြော့သွားပါတယ်။တကယ်လို့ဒီကိစ္စကြောင့်ကျွန်တော်တို့ကိုတခုခုဖြစ်သွားရင်ခင်ဗျားတို့ယိုမိသားစုကတာဝန်ယူနိုင်မှာလား။ဒါမှမဟုတ်ခင်ဗျားတို့ယိုမိသားစုကတခုခုကိုဖုံးကွယ်ထားတာလား။လူအုပ်ကြီးကတော့ဖေဖေလျိုရဲ့မျက်နှာကိုဂယုမစိုက်တော့ပဲရဲကိုဖုံးဆက်မယ်လို့အော်ဟစ်နေကြပါတယ်။ကျွန်တော်နဲ့အကိုကတော့တယောက်ကိုတယောက်ကြည့်ပြီးပြုံးလိုက်ကြတယ်ကျွန်တော်တို့ရဲ့ရီမန်းချက်ကအောင်မြင်လူနီးပါးဖြစ်နေပြီ။ဘယ်သူကကျမပြောင်းနေတယ်လို့ပြောတာလဲ။လူအုပ်ထဲကနေလျိုယူရန်ရဲ့အတန်ထွက်ပေါ်လာပါတယ်။သူကမျက်မှောင်ကျုပ်ပြီးလူအုပ်ထဲကနေသူတို့စီကိုရှောက်လာခဲ့တယ်။ပြီးတော့နားနေခန်းထဲကမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါသူ့မျက်နှာကချက်ချင်းပဲပြတ်သွားပါတယ်။ညီလေးမင်းဘာဖြစ်တာလဲ။ဘယ်သူကမင်းကိုနာကျင်အောင်လုပ်တာလဲ။လျိုယူရန်ကသူ့ပုတ်ခုံးကိုကင်လိုက်တဲ့အခါလျိုဖူချီကတော့မျက်လုံးတွေနီရဲပြီးတကိုယ်လုံးတုန်ရီနေပါတယ်။အမကျွန်တော်ကသူကရှိုက်ကြီးငင်ငိုနေပြီးစကားကိုဆုံးအောင်မပြောနိုင်တော့ပါဘူး။လူအုပ်ကြီးကတော့စိတ်မရှည်စွာနဲ့ပဲမင်းမြန်းနေကြပါတယ်။ဘယ်သူလဲ။တကယ်လို့မင်းမပြောရင်ငါတို့တကယ်ပဲရဲကိုဖုံးဆက်တော့မှာနော်။လျိုဖူချီကတော့သူ့မျက်နှာကိုအုပ်ပြီးထိမ့်မနိုင်သိမ်းမရငိုကြွေးနေပါတယ်။ဒါပေမဲ့လျိုယူရန်ကတော့ရုတ်တရက်တစ်ခုခုကိုတတိယသွားပုံရပါတယ်။မေမေဖေဖေဒါသူဖြစ်ရမယ်။အဲ့ဒီတော့မှမေမေနဲ့ဖေဖေလျိုကပိုင်နင်ဘင်းကိုတစ်ချိန်လုံးမတွေ့ရသေးတာကိုသတိထားမိသွားကြတယ်ပြီးတော့ယိုဖူချီကလည်းသူရှိနေရမယ့်နားနေခန်းထဲမှာပဲအဖြစ်ဆိုးနဲ့ကြုံခဲ့ရတာလေသူတို့နှစ်ယောက်ကတခြားပါကိုမှဂယုမစိုက်တော့ပဲယိုဖူချီကိုဆွဲကင်ပြီးမင်းမြန်းပါတော့တယ်သူလားအခုချက်ချင်းပြောစမ်းဟုတ်တယ်သူပဲဖေဖေတို့ထွက်သွားပြီးနောက်မှာကျွန်တော်နဲ့အမကဧည့်သည်တွေကိုအိတ်ခံဖို့အလုပ်ရှုပ်နေခဲ့တာကျွန်တော်ကသူ့အတွက်ဝိုင်သွားဖို့ပေးချင်ခဲ့တာပါဒါပေမဲ့သူကအခုလိုလှုပ်လိုက်မယ်လို့ကျွန်တော်လုံးဝမထင်ထားခဲ့ဘူးမေမေနဲ့ဖေဖေသူကျွန်တော်ကိုအဲ့ဒီလိုတွေလှုပ်ပြီးတာနဲ့ဘေးတကားကနေထွက်ပြေးသွားတာသူကခင်ဗျားတို့ရဲ့မွေးစားသားကိုတောင်စိတ်ဝင်စားပါဦးမလားတကယ်လို့စိတ်ဝင်စားတယ်ဆိုရင်တောင်ခင်ဗျားတို့ရဲ့တာအရင်တခင်လေးကိုပဲရွေးမှာပေါ့အဲ့ဒါတော့မသေးချဘူးနော်ယိုမိသားစုကလူမှုအတိုင်းဝိုင်းမှာနေရာရဖို့အတွက်ပိုင်မိသားစုနဲ့အမျိုးတော်ချင်နေတာကြာပြီလို့ကျွန်တော်ကြားထားတယ်ဒါကသူတို့ဘာသာသူတို့ဖန်တီးထားတဲ့ပြကွက်တစ်ခုများလားတက်ကြီးဝါကြီးအချို့ကတော့အတန်ကျဲကျဲနဲ့အော်ဟစ်လိုက်ကြပါတယ်အမှန်တရားကဘာပဲဖြစ်ဖြစ်အားလုံးပဲရှောက်မသွားကြနဲ့ဦးတခုခုရဲ့လက်ကွက်ထဲမှာပါသွားမှာစိုးလို့ပါဖေဖေလျိုရဲ့မျက်နှာကတော့တေလူလိုဖြူဖြော့သွားပါတယ်သူကတုံရီနဲ့ဖုံးနံပါတ်တစ်ခုကိုနှိပ်လိုက်တယ်ပိုင်နင်ပင်မင်းအခုပဲမှာလဲငါတို့လျိုမိသားစုကမင်းအပေါ်မှာစိတ်ရင်းမှန်နဲ့ဆက်ဆံခဲ့တာပါငါတို့မင်းကိုတကယ်ပဲကောင်းကောင်းမွန်မွန်ထားခဲ့တာမင်းပါလို့ငါရဲ့တားငယ်လေးအပေါ်မှာအခုလိုလုပ်ရတာလဲသူအဲ့ဒီလိုပြောလိုက်တာနဲ့လူအုပ်ကြီးတစ်ခုလုံးစူညံပွက်လောတိုက်သွားပါတယ်
ဒါဆိုပိုင်နင်ဘင်းကဒီနေ့တကယ်ပဲဒီမှာရှိနေတာပေါ့ဟုတ်တယ်လူမသိအောင်လို့ကျွန်တော်တို့ကသူ့ကိုတိတ်တဆိတ်ခေါ်လာပြီးဒီနားနေခန်းမှာနေဖို့စီစဉ်ပေးထားတာသူအခုလိုတိရိစ္ဆန်ဆန်နဲ့အလုပ်မျိုးလုပ်လိုက်မယ်လို့ကျွန်တော်တို့လုံးဝမထင်ထားခဲ့ဘူးပိုင်နင်ဘင်းကတော့တစ်ဖက်ကနေဘာစကားမှပြန်မပြောဘဲဖုံးချသွားပါတယ်ဖေဖေလျိုကတော့အရန်တော်သက်ထွက်သွားပြီးသူ့ဖုန်းကိုတောင်ရိုက်ခွဲပြစ်မလို့ဖြစ်သွားတယ်လူအုပ်ကြီးကတော့ပိုပြီးတော့တောင်ဆူညံလာပါတယ်သူဘာမှပြန်မပြောဘဲဖုံးချသွားတယ်အဲ့ဒါကသူအပြစ်ရှိနေတယ်ဆိုတာထင်ရှားနေတာပဲကြည့်ရတာဒါကတကယ်ပဲသူလှုပ်တာဖြစ်ရမယ်နောက်တစ်ဆက်ကွန်းမှာတော့အေးဆက်ပြီးဆွဲဆောင်မှုရှိတဲ့အတန်တစ်ခုကလူအုပ်ရဲ့နောက်ကနေထွက်ပေါ်လာပါတယ်ကောလာဟလတွေဖြန့်တာကထောင်ကျနိုင်နေဆိုတာခင်ဗျားတို့သိထားတဲ့နဲ့ကျမကသူ့ကိုတခါမှတောင်မတွေ့ဘူးကျမကသူ့ကိုဘလို့လို့အတမပြုတ်ကျင်ပါလဲလူတိုင်းကတော့ထိတ်လန့်တကြားနဲ့လှည့်ကြည့်လိုက်ကြပါတယ်အဲ့ဒီလူရဲ့မျက်နှာကိုတေးသေးချသူကနင်းနဲ့တပုံစံတည်းပဲပုံစံကွက်တစ်ခုတည်းကထွက်လာသလိုပဲကျွန်တော်မှာပါဆက်အဟောင်းသားနဲ့စကားတခွန်းမှတောင်မပြောနိုင်တော့ဘူးကျွန်တော်ရှေ့ကအမျိုးသမီးကိုပဲစိုက်ကြည့်နေမိတယ်လျိုယူရန်ကတော့ယူသွားသလိုမျိုးအော်ဟစ်နေပါတယ်နင်ထွက်သွားပြီလို့ငါထင်နေတာနင်ဘာလို့ပြန်လာတာလဲပိုင်နင်ဘင်းကတော့သူ့ကိုလုံးဝဂရုမစိုက်ပါဘူးမောင်လေးနောက်ဆုံးတော့မောင်လေးကိုမမရှာတွေ့ပြီကျွန်တော်နဲ့ကျွန်ုပ်သူငယ်ချင်းကတော့အရန်ထိတ်လန့်သွားပြီးလဲကြမလို့တောင်ဖြစ်သွားတယ်နားနေခန့်အပြင်ဘက်ကလူတွေကတော့ပိုပြီးတော့တောင်စူညံပွက်လောလိုက်လာကြပါတယ်ရေနွေးအိုးဆူနေတယ်လို့ပါပဲမောင်နှမတွေလားပိုင်မိသားစုမှာသမီးတစ်ယောက်ပဲရှိတယ်လို့ကျွန်တော်ထင်နေတာဒီမောင်လေးကဘယ်ကနေရုတ်တရက်ရောက်လာတာလဲမပိုင်လူမားနေတာများလားပိုင်နင်ဘင်းကတော့ကျွန်တော်ကိုပဲစိုက်ကြည့်ရင်းနဲ့အตาအရာပြုံးလိုက်ပါတယ်မဟုတ်ပါဘူးလူမမားပါဘူးသူကကျမရဲ့မောင်လေးအစ်စ်အမှန်ပါအဲ့ဒီနောက်မှာတော့သူကလူတိုင်းကိုအမှန်တရားကိုပြောပြလိုက်ပါတယ်လွန်ခဲ့တဲ့18နှစ်ကမပိုင်ဟာသမီးတစ်ယောက်တည်းမွေးခဲ့တာမဟုတ်ပါဘူးသူကတားမိအမြွာမောင်နှမကိုမွေးခဲ့တာပါဒါပေမဲ့အဲ့ဒီတုန်းကသူနာပြုတစ်ယောက်ကတားလေးကိုလဲလှယ်ပစ်ခဲ့တယ်ဘယ်သူမှသတိမထားမိခဲ့ကြဘူးနောက်ပိုင်းမှာတော့ဥက္ကဋ္ဌပိုင်ကသူ့ဇနီးနဲ့ကလေး2ယောက်ကိုခေါ်ပြီးစီးပွားရေးလုပ်ဖို့နိုင်ငံခြားကိုထွက်သွားခဲ့တယ်လွန်ခဲ့တဲ့9နှစ်ကလဲလှယ်ခံထားရတဲ့သခင်လေးသူကျဲအပြင်းထန်ဖျားနာတော့မှသူကသူတို့ရဲ့သားအရင်မဟုတ်မှန်းသိလိုက်ရတာသူတို့ရဲ့သားအရင်ကိုရှာဖို့အတွက်ဥက္ကဋ္ဌပိုင်ကမိသားစုတစ်ခုလုံးကိုတရုတ်နိုင်ငံကိုပြန်ပြောင်းဖို့ဆုံးဖြတ်ခဲ့တယ်ဒါပေမဲ့သခင်လေးကျဲကပိုပြီးဖျားနာလာခဲ့တယ်သူကသူတို့ရဲ့သားအရင်မဟုတ်ပေမဲ့လည်း18နှစ်တောင်ပြုစုပြောထောင်ခဲ့တာဆိုတော့မပိုင်ကသူ့ကိုကုသပေးဖို့အတွက်နိုင်ငံခြားမှာပဲဆက်နေခဲ့တယ်။ဥက္ကဋ္ဌပိုင်ကတော့ကုမ္ပဏီကိုပြန်လည်တည်ထောင်ဖို့ပိုင်နေပင်းနဲ့အတူတရုတ်နိုင်ငံကိုပြန်လာခဲ့တယ်။သူတို့ကလူမိသားစုရဲ့ရင်းနှီးတဲ့ကမ်းလှမ်းမှုကိုလက်ခံခဲ့ပြီးပြိုင်ဘက်အဖြစ်ကနေပူးပေါင်းဆောင်ရွက်သူတွေအဖြစ်တဖြည်းဖြည်းပြောင်းလဲခဲ့ကြတယ်။ဒါကြောင့်လူမိသားစုကလက်ထပ်ထိမ်းများဖို့ကမ်းလှမ်းလာတဲ့အခါကျွန်တော်တို့ချက်ချင်းပဲသဘောတူခဲ့တာပါကျွန်တော်ညီလေးကိုမွေးနေ့ပွဲမှာပဲတရားဝင်အတိအမှတ်ပြုဖို့ကျွန်တော်တို့စီစဉ်ထားခဲ့တာဒါပေမဲ့ခင်ဗျားတို့ရဲ့မွေးစားသားနဲ့သမီးကကျွန်တော်ကိုဒီလိုမျိုးထောင်ချောက်ဆင်ဖို့စူးစမ်းလိုက်မယ်လို့လုံးဝမထင်ထားခဲ့ဘူးလူရိုရန်နေငါညီကိုပြန်ပေးဆွဲဖို့လူလွတ်ခဲ့ပြီးငိုက်ကိုဆေးခတ်ပြီးအပြစ်ပုံချဖို့စူးစမ်းခဲ့တယ်ငါရဲကိုအကြောင်းကြားပြီးလူအုပ်ကြီးတစ်ခုလုံးရုပ်ရုပ်တဲတဲဖြစ်သွားပြီးလူရိုရန်ရဲ့မျက်နှာဟာချက်ချင်းပဲပြာနှမ်းသွားတော့တယ်လူဖခင်နဲ့မိခင်တို့ကဒါကိုလုံးဝမယုံနိုင်ကြဘူးပါလေရန်ရန်ဖူကွီနင်တို့2ယောက်ဘာတွေလုပ်ခဲ့ကြတာလဲကျွန်တော်နဲ့ကျွန်ုပ်သူငယ်ချင်းကချက်ချင်းပဲအကျယ်ကြီးပြောလိုက်တယ်ခုနကပဲခင်ဗျားတို့ကိုပြောပြီးပြီလေသူတို့ကကျွန်တော်တို့ကိုမီရှူမီပန်းကြည့်ဖို့တောင်ပေါ်ကိုလှည့်စားခေါ်သွားတာတကယ်တော့သူတို့ကကျွန်တော်တို့ကိုပြန်ပေးဆွဲဖို့လူလွတ်ထားတာအဲ့ဒီနောက်ကျွန်ုပ်စီမှာပါတဲ့ရှိုးဝက်ကင်မရာလေးကိုထုတ်ပြီးပွဲခန်းမထဲကစက္ကရင်ပေါ်မှာရိုက်ထားတဲ့ဗီဒီယိုကိုဖွင့်ပြလိုက်တယ်လူရိုရန်နဲ့လူဖူကွီတို့ရဲ့ရုံမာတဲ့အကြံအစီတွေကိုလူတိုင်းရှေ့မှာပြသလိုက်တာပေါ့သူတို့ပြန်ပေးသမားတွေနဲ့ဆက်သွယ်ပုံတွေနဲ့သူတို့ပြောခဲ့တဲ့စကားတွေကြောင့်လူတိုင်းကသူတို့ကိုမဆဲဘဲမနေနိုင်အောင်ဖြစ်သွားကြတယ်အဲ့ဒီအချိန်မှာပဲဗီဒီယိုကကားနောက်ဖုံးထဲကနေရိုက်ထားတဲ့တုံခါနေတဲ့မြင်ကွင်းတစ်ခုကိုပြောင်းသွားတယ်ပြန်ပေးသမားကောင်းဆောင်ရဲ့ရိုင်းဆိုင်တဲ့စကားလုံးတွေကလူတိုင်းရဲ့နားထဲကိုရှင်းရှင်းလင်းလင်းရောက်သွားတော့တယ်အခုမှငါနားလဲတော့တယ်ဒီရင်းသမီးကမိသားစုပိုင်ဆိုင်မှုအားလုံးကိုတယောက်တည်းယူချင်နေတာပဲဒါကြောင့်သူ့ညီရင်းကိုတောင်ဒီလောက်ရက်ဆက်တဲ့အလုပ်မျိုးလုပ်ခဲ့တာပေါ့လူဖခင်နဲ့မိခင်တို့ကလူရိုရန်ကိုစိတ်ပြက်လက်ပြက်ကြည့်လိုက်ကြတယ်နင်ဟာကျေးဇူးမသိတဲ့ကလေးမပဲဒီနေ့ကစပြီးနင့်လိုသမီးမျိုးငါတို့မှမရှိတော့ဘူးလူရိုရန်ကစင်ချေပေးဖို့စ조사နေတော့မှပဲလူအုပ်ကြီးကစက်ခရင်ကိုပြန်ကြည့်ပြီး
ထိတ်လန့်သွားကြပြန်တဲ့စခင်ပေါ်မှာတော့ပြန်ပေးသမားတွေကရှေ့ခန်းကပြန်ပေးသမားတွေဟာလုံးဝကိုစွန့်အသွားကြတဲ့ကသူတို့ပြန်ပေးဆွဲလာတဲ့တိုးငယ်လေးနှစ်ကောင်ကဒီလောက်တက်တီကောင်းလိမ့်မယ်လို့မထင်ထားခဲ့ကြဘူးကချက်ချင်းပဲကားကိုရက်ပြီးကျွန်တော်တို့ကိုကားနောက်ဖုံးထဲကနေဆွဲထုတ်လိုက်ကြတဲ့ကကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းကတယောက်ကိုတယောက်ကြည့်ပြီးပြုံးလိုက်ကြတဲ့ကအချိန်မဖြုံးတော့ဘူးကသူကအားပါတဲ့လက်သီးတစ်ချက်နဲ့ပြန်ပေးသမားခေါင်းဆောင်ကိုချက်ချင်းပဲအလဲထိုးလိုက်တဲ့ကကြံတဲ့ပြန်ပေးသမားခေါင်းဆောင်ကိုချက်ချင်းပဲအလဲထိုးလိုက်တဲ့ကကြံတဲ့ပြန်ပေးသမား၃ယောက်ကဓားမြောင်တွေကိုထုတ်ပြီးပြေးဝင်လာကြတဲ့ကကျွန်တော်ကငရုတ်ကောင်းစတွေကိုအမြန်ထုတ်ပြီးသူတို့မျက်နာတွေကိုအားနဲ့ပတ်လိုက်တဲ့ကသူတို့၃ယောက်စလုံးမျက်နာကိုအုပ်ပြီးအော်ဟစ်ကုန်ကြတော့တာပဲကသူတို့လက်ထဲကဓမြောင်တွေလည်းကျမ်းပြင်ပေါ်ကိုပြုတ်ကျကုန်တဲ့ကကျွန်တော်တငယ်ချင်းကအခွင့်အရေးကိုယူပြီးရှေ့ကိုပြေးဝင်သွားတဲ့က3မိနစ်တောင်မပြည့်ခင်မှာပဲအဲ့ဒီလူကောင်ကြီးတွေအားလုံးကိုကြိုးတွေနဲ့တင်းတင်းကြက်ကြက်ချီနှောင်လိုက်နိုင်တဲ့ကကျွန်တော်ကတော့ဘေးမှာရက်ပြီးဖုံးနဲ့တင်းကြက်ကြက်ချီနှောင်လိုက်နိုင်တဲ့ကကျွန်တော်ကတော့ဘေးမှာရက်ပြီးဖုံးနဲ့အေးအေးဆေးဆေးဗီဒီယိုရိုက်နေလိုက်တာပေါ့ဒီလောက်ညံ့ပြင်းတဲ့အရေးချင်းနဲ့များလူပြန်ပေးဆွဲဖို့စူးစမ်းရဲတယ်ပေါ့လေအတုံးမကျတဲ့လူ9ယောက်ပေါင်းမှအုံနောက်တစ်လုံးတောင်မရှိကြဘူးပွဲခန်းမထဲကလူတွေကကျွန်တော်တို့ကိုတရေမြင်တယ်လို့မျိုးကြည့်နေကြတဲ့ကဟာသူတို့ကအသက်18နှစ်ပဲရှိသေးတာလေကသူတို့ကဘလို့လို့ဒီလောက်တောင်ကြောက်စရာကောင်းအောင်တမန်နေရတာလဲဘေးမှာရက်နေတဲ့ဘိုင်နင်ပင်းကပြုံးလိုက်ပြီးလူတိုင်းကိုအမှန်တရားကိုပြောပြလိုက်တဲ့ကလူရိုရန်နဲ့လူပူကွီတို့ရဲ့ရုပ်မာတဲ့အကြံအစီကိုသူသိသွားပြီးတဲ့နောက်ရိုသူတို့ကိုတခါတည်းနဲ့အပြက်ရှင်းဖို့ဆုံးဖြတ်လိုက်တာပါအဲ့ဒီပြန်ပေးသမားတွေဟာနေ့လယ်စာစားကလေးကစိတ်ခတ်ခံထားရတာကဒါကြောင့်သူတို့ရဲ့တုတ်ပြတ်မှုတွေကနေကွေးနေပြီးတိုက်ခိုက်ရေးစွမ်းရည်တွေကလည်းပုံမှန်ထက်အများကြီးညံ့ဖျင်းနေတာပေါ့ပါသူတို့စီမှာပါတဲ့ဓားတွေနဲ့မေးဆေးတွေတောင်မှအတုတို့စီမှာပါတဲ့ဓားတွေနဲ့မေးဆေးတွေတောင်မှအတုတွေယူစားရည်တွေနဲ့အစားထိုးခံထားရပြီးသားကဒါကြောင့်ကျွန်တော်တငယ်ချင်းကအလွယ်တကူပြန်တိုက်နိုင်ခဲ့တာပါတာကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းလဲဘာဖြစ်နေလဲဆိုတာချက်ချင်းသဘောပေါက်သွားကြတယ်ကကျွန်တော်တို့2ယောက်ပေါင်းလိုက်ရင်ဘယ်သူမှမနိုင်ဘူးလို့ထင်နေခဲ့တာကဘိုင်နင်ပင်းကကျွန်တော်ခေါင်းကိုချစ်စနိုးနဲ့ပုတ်လိုက်ပြီးသူ့အိတ်ထဲက USB ကိုချူဖခင်စီကမ်းပေးလိုက်တဲ့ကအဲ့ဒီထဲမှာယူရိုယန်နဲ့ဖြူဘူးကွီတို့ပြန်ပေးသမားတွေကိုငားရမ်းခဲ့တဲ့တပ်တွေတွေပါရှိပါတယ်ကမကြခင်မှာပဲရဲတွေရောက်လာပြီးကျွန်တော်တငယ်ချင်းမှာပဲရဲတွေရောက်လာပြီးကျွန်တော်တငယ်ချင်းမှာပဲရဲတွေရောက်လာပြီးကျွန်တော်စခရင်ပေါ်မှာပြခဲ့တဲ့ဗီဒီယိုနဲ့ဘိုင်နင်ပင် USB တဲကအချက်လက်တွေဟာအစစ်မှန်ဖြစ်ကြောင်းအတည်ပြုပေးခဲ့တဲ့ကသူတို့ကယူရိုယန်နဲ့ယူဘူးကွီတို့ကိုတကယ်တော့လူဖူကွီကဆောင်းအောက်မှာရှိနေတဲ့သူဟာဘိုင်နင်ပင်းလို့ထင်နေခဲ့တာသူကသူ့ကိုတိုက်ခိုက်ခဲ့ပါတယ်ဆိုပြီးအပြစ်ပုံချချင်တာကြောင့်အဝိစားတွေချုပ်ပြီးပြေးဝင်သွားခဲ့တာသူကတမင်တကာအကျယ်ကြီးအော်ဟစ်ခဲ့သေးတယ်ဒါပေမဲ့ဆေးရှိန်တက်နေတဲ့လူရိုယန်ကသူ့ကိုဆိုဖာပေါ်မှာပြန်ပြီးဖိထားလိုက်တာကိုခံလိုက်ရတယ်တခုခုမားနေပြီဆိုတာသူသိလိုက်တဲ့အချိန်မှာတော့အားလုံးကနောက်ကျသွားပြီးဒါကြောင့်သူအဲ့ဒီလောက်ထိတ်လန့်တကြားအော်ခဲ့တာပေါ့လူရိုယန်ဆေးရှိန်ပြေသွားတဲ့အချိန်မှာတော့သူဟာဘိုင်နင်ပင်းရဲ့ထောင်ချောက်ထဲကိုတိတ်တိတ်ကြီးကြားရောက်သွားခဲ့ပြီးဒါကြောင့်လူတိုင်းကတကားကိုဖျက်ဆီးဖို့လုပ်နေကြတော့မှသူကလူဖူကွေရဲ့ပါးဆက်ကိုပိတ်နောက်ပါလုပ်ရမလဲဆိုတာတတိပေးပြီးဘေးတကားကနေအမြန်ထွက်ပြေးသွားခဲ့တယ်။ဘိုင်နင်ပင်းနင်ကတကယ့်ကိုရုပ်မာတဲ့သူပဲနင်ကနာတို့ကိုစိတ်ခတ်ခဲ့တာဒီထောင်ချောက်တစ်ခုလုံးကိုနင်ပဲဆင်ခဲ့တာအဲ့ဒီပြန်ပေးသမားတွေကိုတောင်းနင်ကိုယ်တိုင်ငားခဲ့တာပဲနင်ဟာတကယ့်ကိုရုပ်မာတဲ့ကောင်မပဲဘိုင်နင်ပင်းကအေးအေးဆေးဆေးပြန်ပြောဖို့လုပ်နေတော့မှကျွန်တော်ကကြားဖြတ်ပြောလိုက်တယ်။သူ့ကိုစကားပြောနေလို့ဘာထူးမှလဲကျွန်တော်ကိုပဲကြည်ထားလိုက်နင့်ဦးနောက်ထဲမှာအညစ်အကြေးတွေပဲရှိတယ်လို့ငါပြောခဲ့တာပဲနင်ကမှမယုံတာနင်ဟာငါအကိုကအမလို့ခေါ်ဖို့တောင်မတန်တဲ့သူပဲနင်ကတိရစ္ဆာန်တွေနဲ့ပဲတန်တာမဟုတ်သေးပါဘူးအဲ့ဒါကတိရစ္ဆာန်တွေကိုတောင်စော်ကားရရောက်ဦးမယ်ဒါကလမ်းဘေးခွေးလေတက်နေတယ်လို့ပဲနင်ကအညစ်အကြေးတွေအများကြီးစားပြီးနင်ဦးနောက်ကိုပိတ်ဆို့ထားတာကိုနင်ထောင်ထဲရောက်သွားရင်အချုပ်ဆက်တောင်မှစနစ်တကျနင်တက်ပါမလားလို့ငါစိုးရိမ်မိတယ်ဒါနဲ့ထောင်ထဲကလူတွေကနင့်လိုမျိုးကျေးဇူးရှင်ကိုပြန်ကြိုက်တဲ့သူထေးကတားတစ္ဆာဖောက်တွေကိုနှိပ်စက်ရတာတိတ်ကြိုက်တယ်လို့ကြားဘူးတယ်နင့်ရဲ့နူးညံ့တဲ့အသားရည်နဲ့ဆိုရင်တော့ထောင်ထဲမှာလူတိုင်းနင်းချေမဲ့အပုံနဲ့နံနဲ့အိမ်သာချင်းပဲဖြစ်မှာပါကျွန်တော်ရဲ့ဆဲဆိုမှုတွေကြောင့်လူရိုရန်ဟာမေးလဲမတက်ဖြစ်သွားခဲ့တယ်လူဖူကွီကတော့အရန်နောင်တရပြီးအဲ့ဒီနေရာမှာတင်အသေးတန်ငိုကြွေးတော့တာပဲသူကလူဖခင်နဲ့မိခင်ရှေ့မှာဒူးထောက်လိုက်တဲ့အမေအဖေကျွန်တော်အမကဒါတွေအားလုံးကိုအတင်းခိုင်းလို့လုပ်ခဲ့ရတာပါကျွန်တော်လဲတားကောင်ပါပဲကူညီကြပါကျေးဇူးပြုပြီးကျွန်တော်ကိုကူညီကြပါဦးသူမသိတာကသူထေးမိသားစုတွေအတွက်အကြီးမားဆုံးတားမြစ်ချက်ဟာတစ္ဆာဖောက်မှုတင်မကပဲအရှုပ်အထွေးတွေလည်းပါဝင်နေဆိုတာပဲသူကမွေးစားသားဖြစ်ပြီးအရင်သမီးနဲ့ပေါင်းကမိသားစုရဲ့တားအရင်ကိုတက်ဖို့အထိစ조사ခဲ့တာအခုထိကူညီဖို့တောင်းဆိုရဲသေးတယ်လူဖခင်ကသူ့ကိုထောင်ထဲမှာလူလွတ်ပြီးအနှိမ့်ဆက်ခိုင်းတာပဲကျေးဇူးတင်ရမယ်နောက်ပိုင်းမှာရဲတွေကလိပ်စာအတိုင်းလိုက်သွားပြီး
ကျွန်တော်အကိုချီနှောင်ထားတဲ့ပြန်ပေးသမားတွေကိုတွေ့ရှိခဲ့ကြတယ်လူဖူကွီနဲ့လူရိုရန်တို့ကိုပြန်ပေးဆွဲမှုလူသက်ရန်ကြိုးပမ်းအမှုမဟုတ်မမှန်ဆွဆွဲမှုနဲ့အဓမ္မပြုကျင့်မှုတွေနဲ့အတီးတီးတရားစွဲဆိုခဲ့ကြတယ်သူတို့ဟာပြစ်မှုအမျိုးမျိုးအတွက်ပေါင်းဆက်ပြစ်ဒဏ်တွေရရှိခဲ့ပြီးထောင်ဒဏ်၈နှစ်နဲ့10နှစ်အတီးတီးချမှတ်ခံခဲ့ရတယ်ကျွန်တော်ကိုလည်းဘိုင်မီသားစုကတရားဝင်ပြန်လဲအတိအမှတ်ပြုခဲ့တယ်ကျွန်တော်အကိုလိုပဲကျွန်တော်လည်းတကယ်သားအရင်သခင်လေးဖြစ်လာခဲ့တာပေါ့လူစနီးမောင်နှံဟာကျွန်တော်ရဲ့မွေးစားမိဘတွေအဖြစ်ကနေအုတ်ထင်းသူမိဘတွေအဖြစ်ပြောင်းလဲသွားပြီးဘိုင်အုပ်စုနဲ့လည်းရေရှည်ပူးပေါင်းဆောင်ရွက်မှုတွေအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့ကြတယ်